မင်္ဂလာပါခင်ဗျာအခုလိုကိုယ့်အချိန်ဆုံးဗီဒီယိုတစ်ခုကိုကြည့်နေတဲ့အချိန်မှာကိုယ်ဖုန်းထဲမှာဒါမှမဟုတ်ကွန်ပျူတာထဲမှာဘယ်လိုဒီအလုပ်လုပ်သွားလဲဆိုတာမျိုးတွေးကြည့်ဘူးလားကဲဒီနေ့တော့လေဗီဒီယိုဖိုင်တစ်ခုရဲ့ခရီးစင်တော်ကိုချီယာခလိုင်းရင်းနဲ့အဲ့ဒီနောက်ကွယ်က hardware တွေအကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ဆိုတော့ play ဆိုတဲ့ cloud လေးကိုတစ်ချက်နှိပ်လိုက်တာနဲ့ကိုယ့်မျက်လုံးရှိက screen ပေါ်မှာမော်ဆန်ဆန်ပေါ်လာရဲ့ရုပ်ပုံတင်အဲ့ဒီနောက်ခွဲမှာတကယ်တမ်းဘာတွေဖြစ်ပျက်သွားလဲဆိုတာသိချင်စိတ်ဖြစ်ဖူးကြအောင်ပါနော်ကဲဒါဆိုရင်ဆက်လိုက်ကြရအောင်ဒီခရီးစင်မှာပေါ့နော်တို့တွေက data အပိုင်းစားလေးတစ်ခုရဲ့ခြေရာကိုအစဆုံးလိုက်ကြည့်ကြမှာပါပြောရရင် hard drive ထဲမှာငြိမ်သက်နေတဲ့ file လေးတစ်ခုကနေ screen ပေါ်မှာအယောင်အသွေးစုံလင်းစွာနဲ့လှုပ်ရှားနေတဲ့ရုပ်ပုံတစ်ခုအဖြစ်ဘယ်လိုများပြောင်းလဲသွားတယ်လဲဆိုတာကိုပေါ့နော်ဒီလိုမြင်အောင်ကြည့်ကြည့်အောင်ဗျာကွန်ပျူတာဆိုတာအလုပ်ရုံတစ်ခုလိုပဲသူ့မှာဘာရှိလဲဆိုတော့ file အလုံးကိုတင်ထားဖို့အတွက်စာကြည့်တိုက်ရှိတစ်ခုရှိတယ်ပြီးတော့အခုချက်ချင်းလုပ်နေတဲ့ project တော့တီးသန့်အလုပ်ခုံတစ်ခုလည်းရှိတယ်အဲ့တော့ဒီနှစ်ခုကဘယ်လိုကွာခြားတယ်လဲပြီးတော့ဘယ်လိုအတူတူလက်တွဲလုပ်ကြတယ်လဲဆိုတော့ကြည့်လိုက်ကြရအောင်ကဲပထမဆုံးအနေနဲ့တို့ရဲ့စာကြည့်တိုက်ကိုအရင်သွားကြည့်ကြမယ်အဲ့ဒါကဘာလဲဆိုတော့ video file ကိုအမြဲတမ်းတင်စီထားတဲ့နေရာတနည်းအားဖြင့် computer ရဲ့ရေရှည်မှတ်ဉာဏ်ပေါ့ဗျာအဲ့ဒါကိုနိပညာရတော့ secondary storage လို့ခေါ်ရပါတယ်ဆိုတော့အဲ့ဒါက computer ရဲ့ရေရှည်မှတ်ဉာဏ်ပဲ computer ကို power ပိတ်လိုက်ရင်တောင် file နဲ့ app တွေနဲ့ operating system တွေကမပြောက်သွားဘူးအဲ့ဒီမှာပဲရှိနေတယ်အဲ့ဒါကြောင့်သူကို non volatile လို့ခေါ်တာပေါ့အဓိပ္ပာယ်ကတော့အမြဲတမ်းတည်ရှိနေတဲ့ဆိုတဲ့သဘောပါပဲဟုတ်ပြီအဲ့တော့ storage နဲ့ memory စာကြည့်တိုင်းနဲ့အလုပ်ခုံရဲ့အဓိကကွာခြားချက်ကိုကြည့်လိုက်အောင်စာကြည့်တိုင်းလိုပဲ storage ကအရာအလုံးကိုအမြဲတမ်းတင်ထားတယ်ပမာဏကလည်းအကြီးပဲဒါပေမဲ့လိုချင်တာကိုပြန်ရှားတာတော့နည်းနည်းလေးနေတယ်အလုပ်ခုံလို memory ကကျတော့ယာယီပဲပမာဏကသေးတယ်ဒါပေမဲ့လက်တကမှာပဲရှိနေတော့အလုပ်လို့ရတာအင်မတန်မြန်တာပေါ့ဟိုးရင်ကသူက hard disk drive ကြီး HDD တွေကိုတိုက်ပြဆက်ချီနှလုံးလို့မြင်အောင်ကြည့်လိုက်ပါ data တွေကိုလဲနေတဲ့တန်လိုက်ပြားတွေပေါ်မှာတင်ထားပြီးအဲ့ဒီချောင်းလို့ရွေးပါရွေးလာလုံနေတဲ့ head nut ဖတ်ရတာဒီလိုရုပ်ပိုင်းဆိုင်ရာလှုပ်ရှားရတာကြောင့်လိုချင်တဲ့ data ကိုရှာတဲ့အခါအချိန်နည်းနည်းကြာတယ်အဲ့လိုကြန့်ကြာတာကို latency လို့ခေါ်တာပေါ့အခုခေတ်ရဲ့စံနှုန်းဖျော်လာတဲ့ solid state drive SSD တွေကြတော့ဇလန်ကလုံးဝကိုပြောင်းသွားပြီလေနေတဲ့တက်ပြားတွေရွေ့နေတဲ့ app တွေဘာမှမပါဘူး data တွေကို flash memory chip လေးတွေပေါ်မှာတိုက်လိုက်တိုင်းလိုက်တာဒါကြောင့် access လုပ်တဲ့အခါမှာလက်စီလက် logo မြန်သွားတာပေါ့အဲ့ဒါတော့ SSD တွေကအဆက်ဆက်ရမှာပို့တာပေါ့ရွေးလာတဲ့အတိုင်းပါမရှိတော့ပျက်စီးဖို့လည်းခဲရင်နဲ့ပို့ပြီးစိတ်ချရတယ်ပြီးတော့ပို့ပေါ်တယ်ပို့ပါတယ် power စားတာလည်းနဲ့တော့အပူလည်းထိမထောက်ဘူးဒါပေမဲ့ဒါတွေအားလုံးနဲ့အရေးကြီးဆုံးကတော့ data ကို access လုပ်ရတာတိတိကျကျကိုမြန်သွားတာပဲအခုခေတ် computer တွေမြန်လာတဲ့အကြီးကအကြောင်းရင်းတွေကတစ်ခုကတာပဲပေါ့ကဲတို့ရဲ့ video file ကစာကြည့်တိုက်ထဲကအလုပ်ခုံစီကိုခရီးဆက်ဖို့အချိန်ကြာပါပြီဒီရရဤအလုပ်လုပ်တဲ့နေရာမှာဘလိုတွေဆက်ဖြစ်ပြီးတို့တွေကြည့်ဖို့အဆင်သင့်ချက်လာတယ်လဲဆိုတာကိုဆက်ကြည့်လိုက်အောင် primary memory ဒါမှမဟုတ် main memory ဆိုတာကတော့တို့ရဲ့အလုပ်ခုံအစစ်ပါပဲကွန်ပျူတာရဲ့ရေတိုယာယီအလုပ်လုပ်တဲ့နေရာပေါ့ CPU ကအများဆုံး access လုပ်နိုင်အောင်လို့လက်ရှိသုံးနေတဲ့ data နဲ့ program တွေကိုဒီနေရာမှာခဏလေးလာတင်ထားပြတာပေါ့ဒီ primary memory မှာအဓိကအဖြစ်နှမျိုးရှိတယ်ဗျာ RAM ဆိုတာကတော့အခုသုံးတဲ့ program တွေကိုယာယီတင်ထားတဲ့နေရာ whiteboard တစ်ခုလိုပဲရေးလိုက်ဖြတ်လိုက်လုပ်လို့ရတယ် ROM ကကြတော့အများနဲ့တည်ရှိတဲ့ computer စာဖွင့်ဖို့လိုရတဲ့ BIOS လိုမျိုးအခြေခံညွှန်ကြားချက်တွေကိုတင်ထားတာဒါတော့ကြောက်စားတဲ့ချက်လို့ပဲအလွယ်တကူဖြောင်းလို့မရဘူးခြေပွေးအပြန်တော့ရှင်းပါတယ် RAM ပမာဏများလဲကွန်ပျူတာကပိုမြန်မြန်အလုပ်လုပ်လေးပဲရှင်းရှင်းလေးပါအလုပ်ခုံကြီးလဲဖြစ်စည်းတွေပိုတင်ထားနိုင်လဲအလုပ်ကပိုတွင်းချက်လေဆိုတဲ့သဘောတရားအတိုင်းပါပဲ RAM ကိုနည်းနည်းလေးအသေးစိတ်ထပ်ကြည့်အောင် DRAM ဆိုတာကဈေးတက်တာတယ်ပမာဏများများရတယ်ဒါကြောင့်သူတို့ရဲ့အလုပ်ခေါင်အဖြစ် main system memory မှာတုံးကြတယ် SRAM မှာကြတော့ဈေးကအရန်ကြီးရဲ့ပမာဏကနည်းနည်းပဲရတယ်ဒါပေမဲ့အလွန်အမတန်ကိုမြန်တယ်ဒါကြောင့် CPU ရဲ့ A ပေါ်သုံးပစ္စည်းတွေထားတဲ့ N-Swelly လိုမျိုး cache memory မှာအသုံးပြုပါတယ်ဟုတ်ပြီတို့ရဲ့ video creation ရဲ့နောက်ဆုံးအဆင့်ကိုရောက်လာပါပြီအဲ့ဒါကတော့တို့ရဲ့ data တွေက screen board ကိုဘယ်လိုရောက်လာပြီးတော့1နဲ့0တွေကနဲ့လာပါတဲ့ရုပ်ပုံတွေအဖြစ်ဘယ်လိုများပြောင်းလဲသွားတဲ့ဆိုတာကိုကြည့်လိုက်အောင် OLED ဆိုတာကတော့အခုခေတ် display နည်းပညာတွေထဲမှာအကောင်းဆုံးတွေထဲကတစ်ခုပေါ့သူ့မှာ pixel တစ်ခုချင်းစီကိုလျှက်စစ်စီးလိုက်တဲ့အခါလင်းလာတဲ့ organic trap point တွေနဲ့ပြုလုပ်ထားတာအရေးကြီးဆုံးအချက်ကပါတယ်ဆိုတော့ pixel တိုင်းကကိုယ့်အလင်းနဲ့ကိုထုတ်ပေးနေတာပဲဆိုတော့အဲ့ဒါကဘာကိုဆိုလိုတယ်လဲဆိုရင် OLED pixel တခုမှာအလွှာတွေအများကြီးပါဝင်တယ်ဒီအလွှာတွေအသေးစိတ်ကိုသိဖို့မလိုပါဘူးဒါပေမဲ့အဓိကချက်ကတော့လျှက်စစ်သက်တွေကဒီအလွှာတွေကိုဖျက်သွားတဲ့အခါအလင်းရောင်ထွက်လာတာပါပဲ pixel တစ်ခုချင်းစီကသူ့အလင်းနဲ့သူလင်းနိုင်တယ်ဒါမှမဟုတ်လုံးဝပိတ်ထားနိုင်တယ်
အဲ့တော့အရောင်အသွေးတွေကပို့ပြီးတိကျမှန်ကန်တယ်အနက်ရောင်ပြချင်တဲ့အခါ pixel ကိုပိတ်လိုက်ရုံပဲဆိုတော့လုံးဝကိုအမောင်ကျနေတာမျိုးဖြစ်စေတာပေါ့ ဒီ OLED ရဲ့အားသာချက်တွေကတို့ရဲ့နေ့စဉ်အတွေ့အကြုံကိုတိုက်ရိုက်သက်ရောက်မှုရှိတယ်။နောက်ခံမီမလို့တော့အနက်ရောင်စစ်စစ်အိုရတဲ့ရုပ်ရှင်ကြည့်တဲ့အခါအရန်ကိုဆွဲမဲ့ဖွယ်ကောင်းလာပေါ့။ screen တွေကပိုပါပြီးပေါ်ပါလာတော့ဖုန်းဒီ TV တွေကပိုလာပါလာတယ်။ power သုံးစွဲမှုလည်းနည်းတော့ battery တက်တန်းပိုကျတယ်။ပြီးတော့ဘေးဆောင်းကနေကြည့်ရတော့အယောင်မပြောင်းတော့ဘူး ကဲအခုထိရှင်းပြခဲ့တဲ့ storage memory display ဒီပိုင်းဝင်တင်နေအားလုံးဘယ်လိုများအတူတကွလက်ထွဲလို့လဲဆိုတာကိုလက်တွေ့ကြတဲ့ဥပမာတစ်ခုနဲ့ကြည့်လိုက်ကြရအောင်ဗီဒီယိုတစ်ခုရဲ့အတန်ကိုစာသားအဖြစ်ပြောင်းလဲတဲ့လုပ်ငန်းစဉ်ကိုလေ့လာကြည့်ကြမယ် ဒီဗီဒီယိုရဲ့အတန်ကိုစာသားဖြစ်ပြောင်းလဲဖို့အတခုနကပြောခဲ့တဲ့ hardware တွေအားလုံးဟာတပြိုင်တည်းဒီအလုပ်လုပ်ကြတာပါ SSD ကနေ data ကိုအမြန်ဆွဲထုတ်တဲ့ RAM ထဲမှာအရာကြီးတင်တဲ့ CPU ကအတန်ကိုခွဲချမ်းစိတ်ဖြားတယ်ပြီးတော့ရလာတဲ့စာသားကို screen ပေါ်မှာလလပပပြန်ပြပေးတယ်အငေါဖို့ကောင်းတာကဒါတွေအားလုံးဟာမျက်စိတမိတ်ထဲမှာဖြစ်ပြသွားတာပဲ ဒီ feature ကိုဘယ်လိုသုံးရမလဲဆိုတော့ desktop ပေါ်မှာ YouTube video တစ်ခုကိုဖွင့်လိုက်ပါ description box ထဲက show more ဆိုတာလေးကိုနှိပ်ပါပြီးရင်အောက်ဘက်မှာ show transcript ဆိုတာကိုနှိပ်လိုက်ရုံပါပဲအချင်းပြစာတန်းနေမပါခြင်းဘူးဆိုရင်တော့အဆက်3ဆကိုနှိပ်ပြီးဖင်ရှင်းလိုက်လို့ရပါတယ် ဒီလိုစာသားမှာတားနေတာတကယ်တော့အများကြီးအတုံးဝင်ပါတယ်အကြအာရုံချွယွန်းတို့တဲ့အတွက်အထောက်အကူဖြစ်စေသလိုတို့တဲ့အတွက်လည်းဗီဒီယိုတွေကအချက်လက်တစ်ခုကိုအမြန်ပြန်ရှာခြင်းတဲ့ခါမျိုးဒါမှမဟုတ်စုညံတဲ့နေရာမှာနားချက်မပါဘဲဗီဒီယိုကိုဖတ်ချင်တဲ့ခါမျိုးမှာအလွန်ကိုအတုံးဝင်ပါတယ်ဒီမှာစိတ်ဝင်စားစရာကိုကချက်တစ်ခုရှိတယ် Silicon based semiconductor device တွေက 22nm အောက်ကိုရောက်သွားရင်တည်ငြိမ်မှုနည်းလာတယ်တဲ့ဆိုလိုတာကတော့တို့တွေသုံးနေတဲ့ chip တွေကိုသေးနေတဲ့လောက်သေးအောင်လှုပ်လာရမှာရုပ်ပိုင်းဆိုင်ရာအရာအကန့်အသတ်တစ်ခုကိုရောက်လာတော့မယ်ဆိုတဲ့သဘောပါပဲ ဒါကြောင့်နောက်ဆုံးမေးခွန်းကတော့ silicon ကတို့ရဲ့အကန့်အသတ်ကိုရောက်လာတဲ့အခါ memory တော့နောက်ထပ်ပါလာမလဲသူတွေဒီဟာအခုဆိုရင် DNA လိုမျိုး organic တဲ့ပုံတွေကိုတောင်းပြီး memory device တွေတိစောက်ဖို့ကြိုးစားနေကြပါတယ်အနာဂတ်ကွန်ပျူတာတွေကတိုးတွေထင်ထားတဲ့အများကြီးပိုပြီးစမ်းကြယ်လာနိုင်ခြေရှိပါတယ်ဒီနေ့တွေ့ရှင်းလင်းတင်ပြမှုကတော့ဒီလောက်ပါပဲနောက်တစ်ချိန်မှာပြန်လည်ဆုံတွေ့ကြပါမယ်